တောင်ကိုကျော်ဖြတ်သွားလိတော့ငဲ့ငဲ့ရဲ့ဘယ်စီကိုရည်ရွယ်ပြန်တန်းနေတယ်လေပြောွယ်မင်းသွားတဲ့နောက်ဒီငွေတောင်ဓမ္မတို့များလေမင်းရဲ့အကြောင်းမချရပြောစရာတွေဆုံးတို့ရှမ်းတောင်တန်လေးပေါ်မှာခင်တွေစရာဆို